အလုပ်တစ်ခုမစခင်တိုင်းမှာငါကိုငါတေချာတန်းစင်စေးကြောလေးရှိတယ်အခင်းဖြစ်ပွားတဲ့နေရာမှာငါရဲ့ရဲလက္ခဏာအရေးအယောင်တစ်ခုမှမကြံခဲ့စေချင်လို့ပဲဒါပေမဲ့အဲ့ဒီနေ့မှာတော့အစီအစဉ်တွေအကုန်လွဲသွားခဲ့တယ်ဒေါ်လာတန်းနဲ့ချီတန်းတဲ့စိန်တွေကိုယူပြီးချင်းမှာပဲငါချက်ချင်းမထွက်သွားဖြစ်ခဲ့ဘူးအဲ့ဒီလူကိုတနာသွားတာနဲ့သူ့ဖုန်းကိုပြန်ပေးလိုက်မိတာအဲ့ဒီမှာတင်အဲ့ဒီလူကတင်းနဲ့ထုတ်ဆွဲတော့တာပဲကံကောင်းချင်တော့တင်းနက်ကရမ်းကြည့်ပိတ်သွားခဲ့တယ်ကားမှန်ပဲခွဲထွက်သွားတာငါလည်းစဉ်းစားမနေတော့ပဲအခင်းဖြစ်တဲ့နေရာကနေချက်ချင်းမောင်းထွက်လာခဲ့လိုက်တယ်အောက်ထပ်ကားကင်ဟောင်းတစ်ခုပဲဝင်ပုံးပြီးဆွဲတန်တွေဝေးသွားတဲ့အထိစောင့်နေခဲ့တယ်အဲ့ဒီတော့မှပဲတပြင်းဝဝရှူနိုင်တော့တာမြက်ကမန်းတွေကိုချွတ်တခြားကားပေါ်ကကားကူရှင်အုပ်စ်ကိုဆွဲယူပြီးငါရဲ့လွတ်မြောက်ရေးကားပေါ်လွှမ်းအုပ်ထားလိုက်တယ်အိမ်ရောက်တော့မှခေါင်းရည်ပြားမှာသွေးထွက်နေတာတတိထားမိတာငါမျက်နှာဖုံးကိုစစ်ကြည့်လိုက်တော့သွေးကွက်တွေပေးနေတာတွေ့ရတယ်အဲ့ဒီကားထဲမှာငါရဲ့ DNA ကြံခဲ့နိုင်တယ်ဆိုတာသိရမဲ့တန်ရှင်းရေးပြန်လုပ်ဖို့မသွားတော့ဘူးခဏနေတော့ရဲတွေလည်းအဲ့ဒီကားကင်ကိုရောက်လာတာပေါ်အုပ်ထားတဲ့ကားကချက်ချင်းဆိုသလိုစီးနှင်းသူမဲ့တတိထားမိစရာဖြစ်သွားတာလေနေပညာဖွဲ့ကကားကိုတေချာစစ်ဆေးပြီးတဲ့အခါကားထဲကနေသွေးတစ်ဆက်ကိုရှာတွေ့သွားကြတယ်အဲ့ဒီချိန်မှာပဲငါကနစ်နဲ့တွေ့ဖို့မောင်ခိုဈေးကွက်ကိုတွားခဲ့တယ်နစ်ကနောက်လို့တစ်ခုအကြောင်းစကားစလာပေမဲ့ငါညင်းလိုက်တယ်အဲ့ဒါနဲ့ပဲနစ်ကအိုမာစီသွားပြီးသူ့ကိုခေါ်လိုက်တော့တာပဲ